လှပတဲ့မနက်ခင်းတိုင်းမှာကျမရဲ့ခြေလမ်းတွေကယုံကြည်မှုအပြည့်ရှိစေတယ်။တဘာဝတရားကတင့်အတွက်လက်ဆောင်တွေအများကြီးဖန်တီးပေးထားပါတယ်။ဂျပန်နည်းပညာနဲ့ထုတ်လုပ်ထားပြီးတဘာဝဆေးဘက်ဝင်ပစ္စည်းတွေနဲ့ပေါင်းစပ်ထားတယ်။ဝါမီသွေးစက်ပြာလေးပဲပေါ့။အစိတ်အထောက်တွေကင်းစင်ပြီးအသားရည်ကိုကြည်လင်လှပစေတဲ့အတွက်သူ့ကိုကျမအမြဲတမ်းသုံးဖြစ်တယ်လေလှပခြင်းကိုတဘာဝတရားစီကနေတိုက်ရိုက်ယူဆောင်ပေးမယ် Haban Black Fisher Soapဒီနေရာလေးရတယ်မမနန်းထက်ဧကရီဘွားကိုမြောက်ခင်နေပါတမန်အရက်တူလေးဘွားနဲ့ကျင်နေခဲ့ရတဲ့ပတ်ဝန်းကျင်လေးအခုမြင်နေရတဲ့တဘာဝရှုခင်းလေးလို့ပဲမမရင်ထဲမှာမေ့ပြောက်လို့မရနိုင်တဲ့သူတယောက်ရှိ တီတီသဘောပေါက်ပြီမမမေးလို့မရတဲ့ငွေဘွားရဲ့အသက်တရနေရာလေးပေါ့တထင်းအောင်မမရဲ့ပြီးပြည့်စုံတဲ့တထင်းမလေးတယောက်မှာဘိုးအတိတ်ကြောင်းနေရှိသေးတာပဲနော် လူတိုင်းမှာဖြစ်ဖြစ်ဟောက်ဆိုရှိကြပါတယ်ထက်တဲ့ဓာတ်ပုံတွေကတော့မတူကြဘူးပေါ့နော်ကေတရမောင်နန်းထက်ဧကရီဘွားမှာတည်တာဆိုတော့မမရဲ့အဖြစ်ပြက်မှန်အားလုံးပဲသိပါမယ် မမစကားကတမျိုးပဲနော်လက်ရှိဘဝကိုမခုံမင်းလို့ပဲလူတိုင်းဟာမမရဲ့ဘဝကိုအားကြနေကြတာလုပ်ငန်းဝင်မှာဆိုရင်တိကျပြတ်သားတယ်မမအခုလိုမြင်လိုက်ရတော့ကေတီတော့အံ့ဩနေတယ်မမ မစမ်းမအောင်ညီမလေးလူတိုင်းကလေပျော်ရွှင်လွတ်တဲ့ငယ်ဘဝကိုတန်းတကြတယ်မမတဲ့နှောင်ကြိုးတွေဖွဲ့ထားတဲ့ငယ်ဘဝကိုတန်းကြတယ်မမလေးစီးပွားရေးလောကမှာတရားဝင်လှုပ်ရှားရုပ်ကန်တဲ့အချိန်မှာဖိုက်နေရလေရလေ မင်းတို့တွေကခံလာခဲ့ရတယ်ဟုတ်လားစောင့်တော့ကျွန်တော်တို့လည်းဆရာပြောတဲ့အတိုင်းလုပ်ပါအတားသေးရတာနေပါ အတားတိကျမင်းတို့ရှင်းလာနိုင်ကြမှာပေါ့ပြောအခုပြောငါ့ကိုပြောလား
ဘယ်ကနေလာမှမသိရဲ့လူတယောက်ကဝင်လာပြီးတော့သူတို့ဘက်ကနေကွန်ကြည့်ပေးရတယ်ဆရာ ဟာဟုတ်ပါတယ်ဆရာအဲ့ဒီကတိုက်ခိုက်ကိုလက်မြန်ကိုတော့ကောင်းပါတယ်အဲ့ဒါကြောင့်ကျွန်တော်ခံရတော့မင်းတော့ကွာဟုတ်တာပဲဂျင်မီယာဒီတစ်ခါမအောင်မြင်တော့လဲနောက်တစ်ခါ မင်းတို့အခွင့်အရေးတွေရှိလာအောင်ကွာသူတို့တွေပဲအပြစ်တင်နေတာကဲကျွေးလို့တန်းတာတော့ တော်ငါဒီကောင်တွေကိုပြစ်တင်တာမဟုတ်ဘူးကွာခန်းခတ်လို့ပြောနေတာနန်းထိုက်ဧကလေးနန်းထိုက်နေကငါအတွက်တော့စူလှဲပဲ ကျောင်းတော်အရန်သားဆိုရင်ရှော်လိုက်စမ်းပါကွာငါတို့အခုလုပ်နေတဲ့စီးပွားရေးပဲကောင်းနေထင်တယ် စီးပွားရေးလည်းပါတယ်ကွာငါတို့လုပ်ငန်းတွေအထိတ်နာနေတာသူ့ကြောင့်ဟုတ်တယ်ငါတို့ဖောက်တဲ့တေးသေးလေးရစားသူကဆွဲထုတ်အဲ့ဒါကြောင့်ငါတို့အပြက်ရှင်းဖို့စောင့်ကြလိုက်တာ အဲ့ဒါဆိုလည်းအနည်းကနေဆွမ်းလာလိုက်ကွာ ဟေ့ဒီကိုကြွက်လျှောက်ဖြစ်လာအောင်ငါကျွတ်လို့ပြောနေမှာ သိပါတယ်ကွာသိလို့လည်းအတူတူလက်တွဲပြီးလုံးနေကြ တောင်းတနေတဲ့လက်ဖက်ကောင်းစားလာပုံမှန်ငါသိတယ်ချင်းဒါပေမဲ့ဆန္ဒဆောလို့မဖြစ်ဘူးကွာ ဟုတ်တယ်ချိန်ကောင်းရွေးတဲ့ဘူးပဲရေးကြည့်လောက်တိုင်းခံရတာမဟုတ်သေးဘူးကွာနေသားတိုင်းရာလူတူကောင်းလည်းမထင်နဲ့အပူလိုင်းဖြတ်တာနဲ့တွေ့ရင်တော့အလုံးပွဲသိမ်းသွား ဟုတ်တယ်ငါတို့သွားမဲ့လမ်းမှာပိတ်နေတဲ့စူလဲကိုရှင်းပြလုံးဝရှိမနေတဲ့စူလဲနော်မင်းတို့နန်းထိုက်ဧကလေးကိုရှော့မတွက်ကြနဲ့ ပစ္စည်းနဲ့နေရာကိုတွက်ဖက်သွားမှာနော်အန်ရရရှိတယ်ဖြစ်ပါမလားတိုင်ပါ ကြောက်တဲ့ဒီလောကတွေပုံပေါ့ပြီးတော့ဘောဒရက်စ်တိုင်မောင်းလို့အသက်ပါပေးခဲ့တာ အဲ့လိုပြောပြီးလက်တွေ့လက်ကြောင်ရှောင်းသွားလို့အများကြီးနော်ရှင်းအောင်လို့လေ ယုံလိုက်စမ်းပါ boss ယုံလိုက်စမ်းတိုင်မောင်းယုံလိုက်စမ်းအောင်မြင်တော်နဲ့တန်လာရင်ဘယ်လိုစုမျိုးချင်းနဲ့ပုံမှန်စုနေတော့ဖြစ်ဖို့ပေါ့တိုင်မောင်းဘဝအတွက်ထူးထူးဆန်းဆန်းလေးတော့ဖြစ်ချင် ကောင်းမလီရှင်းဘက်ကစက်ရင်းနဲ့အေဂရီအကျိုးကိုလုပ်ပေးတယ်ဆိုရင်တော့အေဂရီဘက်ကအလိုက်ပြန်ပြီးတိတက်မှာပေါ့ တကယ်လား boss boss တန်ဖိုးထားသူအရာကိုပိုင်ဆိုင်ခွင့်တောင်းရင်တော့ပြီးမှာ အရေးပြရင်အကောင်မြင်မာတဲ့တိုင်မောင်းရင်ရှင်းဘက်ကသာဖြစ်အောင်ကြိုးစားလာခဲ့ပြီ သိချ bossမကေဒီကိုခေါ်တယ်ဟိုဘာခိုင်းမလို့လဲ ဟုတ်တယ်ခုနေ့မမတို့ဝင်ပြီးကူသွားတဲ့သူမတွေ့ရှင်သူ့များရောက်ရှာပေးပါသူ့နာမည်မမဘူး ရှင်ဟုတ်မမကသူ့နာမည်သိနေတယ်အရှင်တော့ဒီလိုကိစ္စမျိုးမမကေဒီကိုတစ်ခါမှမခိုင်းဘူးပါ လို့အဲ့လိုပေါ့ကတိတယ်သူ့နာမည်မသိတဲ့ဆန်ဆန်းမတော့ကေဒီတိလည်းမပါမမပေးတဲ့တောင်းတာကေဒီယူယူအဲ့တော့ အော်ဟုတ်တာဝန်ယူနိုင်ပါတယ်မမဟိုကေဒီကတာဝန်ယူနိုင်လို့ပြောတာမဟုတ်ပါဘူးအောင်သွားလို့ပါ အော်ကေဒီကိုအရေးကြီးရတော့မှာအောင်မယ်သူနဲ့ပြောဆိုဆက်ဆံတဲ့အခါကြလို့ရှိရင်စိတ်ရှိပြီးတော့တို့ကစိတ်ဆက်တယ်စကားပြောတဲ့အခါကျရင်ချစ်တယ်နိုင်တယ်ဟိုပြဿနာတစ်ခုဖြစ်လာတော့မမလို့လားဘူး ဟုတ်စိတ်ကြပါမမကေဒီတီးခံပြီးပါအောင်ခေါ်ခဲ့ပါမယ် boss
ဟောဒီတိုင်မောင်းရဲ့အောင်မြင်မှု တဲ့မောကပြောတော့တယ်တော်တော်ပဲမှန်းတော့ လဲသွားပါပေါ့လေအများနဲ့တယောက်ဆိုရင်တိုင်မောင်းအတွက်ကတော့ချွေးလေးစို့မလို့ ဒီကတကယ်တော်ရဲ့လူဂုံပြူချီချူပါရဲ့ကင်းလေး တန်တော့မစောပါတိုင်မောင်းရဲ့အောင်မြင်မှုတွေအများကြီးအောင်အေးရစစ်စစ်တယ် လွတ်လပ်နေပါစေတိုင်ပါမြင်ငါ့ကိုအပြောစရာရှိ ဟိုလေးတကယ်တော့ဘော့ရဲ့ဟိုဟာလေး ဟဲ့မောင်နေစိတ်ကိုအေးစေထားလူစားဘောမှာစင်ခါတော့မှားတာကြတာမြင်ပါခွင့်လို့ပြောရ ဟုတ်ပါတယ်ဟုတ်ဂျင်မီဆိုရဲ့လူကကျွန်တော်မလုံးပေးပြီးတော့ကျွန်တော်ခိုင်းလို့ပါကျွန်တော်ကစမ်းကလုံးဝမပါအောင်အဲ့ဒါတော့ကျွန်တော်ကဘော့ရဲ့ကျုံးပါ အခြေအနေရအလိုက်ထိုင်လုပ်ပေးလိုက်ရတယ်စားအဲ့တင်ကခွင့်မရပါဘူးလူစားအမှားရှိမှန်ပြင်းနေရတယ်ဘယ်လိုလဲဘယ်မှာပြင်းလဲ ပြမဘော့ရဲ့ပြမကျွန်တော်နားရခွင့်လို့ပြီးတဲ့တူဒီတူတက်ပါတယ်ဘော့ရဲ့နောက်ဆိုလေဘော့ခိုင်းနေတာခိုင်းတယ်ကျွန်တော်အသက်နဲ့လေးပြီးလုပ်ပေးပါဦး ရုံမာတဲ့တိုင်မောင်းရုံမာတယ်ကဲစိုးရင်စိမ့်နဲ့ရင်ခုန်တော်လေးပြောက်သွားဒါလေးတောက်လို့ပါမင်းကကို့အမားကိုပြင်းနေဆိုတော့ဒီကြီးကကွန်ပျူတာဟုတ်လားအဲ့ဒါနန်းထိုက်ဧကရီရဲ့ပျက်စီးရပျက်စီးကြောင်းလုတ်တဲ့သွားရလမ်းပဲဘယ်အရာဆိုလွယ်နဲ့မရထိုက်တန်တဲ့ပေးဆက်မှုတစ်ခုရှိရတယ်ငါပေါ်ကောင်းရင်ကောင်းလို့စိုးရင်စိုးလို့ခံစားမှုရစီအားလုံးပါ
ဘာသဘောလဲမိမင်းနဲ့ကလည်းဘာကမှမရှိဘူးထင်တယ်နော် စိတ်မရှိပါနဲ့ရှင်ကျမမရှင့်ကိုတွေ့အောင်ရှာပြီးခေါ်ခိုင်းလို့ပါ ဘယ်ရမမလဲငါးတီထဲမှာမမဆိုတာမရှိဘူးနော် ကျမအလုပ်ရှင်တထေတော်နတ်ထိုက်ဧကလေးပါဟိုတနေ့ကရှင်ကူညီတဲ့ကိစ္စနဲ့ပတ်သက်ပြီးသူကိုယ်တိုင်ကျေးဇူးတင်ကြောင်းပြောချင်လို့ခေါ်ခိုင်းတာပါ ပိုတွေလုံးမနေစမ်းပါနဲ့ကွာအဲ့တုန်းကအမြင်မတော်တော့ဝင်ကူညီတာကျေးဇူးတင်ခံရင်တော့မဟုတ်ပြီးတော့သူနဲ့လည်းငါပတ်သက်စရာအကြောင်းမရှိဘူး ရှင်ကမသိပေမဲ့ကျမ boss ကရင်းနှီးနှီးသိနေတယ်ပန်းမကြည့်ဘူးဆိုရင်တော့ခဏလောက်ပြလိုက်ခဲ့ပြီ ငါအတွက်ပန်းမကြည့်ပေမဲ့ငါစိတ်မပိုင်ဘာမှမလုပ်တော့ဘူးမင်းတို့ဘက်ကတိနေတယ်ဆိုပေမဲ့ငါ memory ထဲမှာအဲ့နာမည်မျိုးတစ်လုံးမှမရှိဘူးအမင်းလစ်တော့ ကျမထပ်ပြီးတောင်းဆိုပြရစီရှင်ပါမလာရင်ကျမပြဿနာဖြစ်မှာမဟုတ်လို့ခဏလောက်တော့လိုက်ခဲ့ပြီပါ အဲ့တော့မင်းပိုင်မဲ့လေငါနေရာတကာမှာလိုက်ပြီးကူညီပေးတဲ့လူစားမျိုးမဟုတ်ငါစိတ်မပိုင်ဘယ်အရာမှမလုပ်တတ်ဘူးငါစကားကုန်ကျွန်တော်မင်းပိုင်မယ် လုံးရုပ်တိတ်ဝင်ကြောက်ချင်ရှင်းရညောင်း သုံးကောင်စားပြီးကင်းဝင်မဲ့လမ်းကိုတွေ့တာတကောင်ချတွေ့လိုက်တာဝါမင်းတို့ပါလေကဲပြောပါဦးကဲတောက်ဟဲ့ထားချချချောတော့ပါကွာမင်းရတယ် မင်းတို့ကြည့်ရတာတော်တော်ပြောနေတယ်ထင်တယ်ဟဲ့ဒီတစ်ဖက်ကလည်းရှော့မတက်နဲ့ စိတ်ချတာမှာကွာဂျေမီဆိုတဲ့ကောင်မပိုင်ကျင်တော့မြတ်ဟေးသူတို့တိုင်မောင်းစိတ်ချယုံကြည်သွားပြီဆိုတာနဲ့နန်းထိုက်အေကေဆိုတဲ့ထိတ်သီးဂိုင်းစတာကိုအညာဂိုင်းပြီးတော့ဆွဲခါလိုက်ရုံပဲ မင်းထင်းလို့ဖြစ်လာရင်တော့ဝမ်းသာတယ်ပေါ့ तू ကစီးပွားရေးလောကမှာထိပ်ပြီးသူ့အနာရရင်အလုံးကွက်သိမ်း ငါလည်းအဲ့ဒါတွေကိုကြိုးတီးလို့စိတ်ချမယ်ကောင်ရေးပြီးစီစဉ်လိုက်တာပေါ့ကွာစီးပွားရေးကိုသူရောပိုင်သိမ်းမှာ ဆရာပို့လိုက်တဲ့ပန်းကိုလက်ခံပြီးတော့ဇိုက်ချွားလိုက်ပြီ ဘာမင်းကဘာပြောပြန်ပြောရင်ပြန်ပြော ဟိုဆိုင်ငယ်မောင်းလိုက်လို့ပြောဆရာအဲ့ဒီစကားပြောပြဆိုကျွန်တော်လာပြောတာပါ ဟာတော်ပြီတိုင်မောင်နန်းထိုက်ပြပြရှင်းလိုက်ပြီလေကွာဒီမိမဘာလို့သိသွားနေ အဲ့ဒါကြောင့်မင်းတို့ကပြောတာတစ်ဖက်တော့ရှော့မတက်ပါနဲ့အခုတက်မိုးကိစ္စတေချာလို့ ပေးကြတာမို့အဲ့ဒီကောင်မခိုင်လို့မငါ့ကိုကြောက်မကြောက် အဲ့ဒီတော့စကူမင်းကဘာလို့အတိရင်ပြီးရဲ့ကွက်ဖေးရှိနေတယ်ဘာလို့ကတတိလဲစီးနေကြတယ် သိတယ်အဲ့ကိစ္စတော့ငါလည်းအသိမပေးနိုင်ဘူးအေးငါလုံးသမျှလည်းမင်းတို့ကြိုးစီပါတပြားတခြားမထိခိုက်ကြအောင်ကွာအဲ့ဒါတော့ငါကတိပေးတယ် မင်းဆက်ဆိုမင်းနိုင်ပြရမယ်ကြည့်ငါတို့ရင်းနှီးထားတာတွေကချက်ခဲတဲ့တွေမဟုတ်ဘူးကွာအဲ့တော့မင်းတော့ပေါ့ စီးပွားရေးလုပ်နေအတင်းဆောင်တော့ရှိမှာပေါ့အဲ့ဒါဆိုဆုံးရှုံးဝိုင်းကားလူတွေအတက်ပေါ့မလုပ်လို့ဖြစ်ဘူးဟမ်ပြောလေ တိတ်လေတော့မကြည့်ပါနဲ့ကြည့်မိတာတို့တွေအတူစီးလိုက်လေမြုပ်သွားမှာဆိုငါတို့ပြောနေတာပေါ့ သိတယ်ငါတိုင်မောင်းအတွက်စိတ်မကောင်းလို့ကစင်တော့ပြောင်းနေပါ အဲ့ဒါညမောင်းတစ်ခါမှမကြောက်ဘူး ဟေးမင်းတို့သိတဲ့နန်းထိုက်ဧကရီဆိုတာတစ်ချိန်ကစင်နာမည်ကရေးမကြည့်ပါဘူးသူ့ကိုနိုင်ယူဖို့ဒီလမ်းပဲရှာရမယ် မမငယ်ကအကျယ်ဖွင့်ပြောက်တယ် သူ့ဘက်ကတော့လေလုံးဝအကန်ကြီးပဲမမရဲ့ကေဒီစိတ်လျှော့ပြီးပြန်လာခဲ့ရသူနေတဲ့နေရာတော့မနေသိအောင်ကြိုးစားခဲ့ရ ကေဒီဘက်ကတောင်းဝင်ကြည့်ပါလေကေဒီသူနေတဲ့နေရာကိုသိထားပြီပဲချိန်ပြည့်သူ့ဆွတ်ပဲရပါတယ်ဒါပေမဲ့အချိန်တော့ယူရမှာသူ့ရဲ့စိတ်ကဘာကောင်းပြီ ဟုတ်သူ့အကြောင်းတစုံတစတော့သိခဲ့တယ်မမသူကပစ္စည်းတွေကိုကေဒီသဘောမျိုးပုတ်ပြည့်ပြီးပို့ပြနေတာလေပြီးတော့မမတို့လိုကုန်တယ်တွေနဲ့လည်းဆက်သွယ်ရှိတယ် အဲ့ဒါဆိုပို့ပြီးအဆင်ပြေတာပေါ့
သူ့ကိုတိတ်တောင်းတင်ပြီးဆရာမလို့သူလမ်းမရက်ကိုစောင့်နေရမယ်မမအတွက်ယုံကြည်ရမယ့်လူတစ်ယောက်ဖြစ်လာမှာပါ အဆင်ပြေပါမလားမမရဲ့သူ့ပုံစံကအမိန်ပေးတာကိုလက်ခံမဲ့လူစားမျိုးမဟုတ်ဘူးသူစိတ်ပါတာကိုလုပ်ပြီးသူစိတ်မပါရင်လက်ကြည့်နေတော့မဖြစ်ဘူး မသူ့ကြောင့်တည်ပြီးသားပါငငယ်လေးတွေကသူနဲ့အတူနေတာဆိုတော့သူ့စိတ်ကိုနှောချပြီးသားနန်းထက်ဧကရမမမသိသေးလို့ပါမမတို့ပြောဆိုတာခင်မှာမဟုတ်ပါ အော်ဒါဆိုလို့ရှိရင်မမရဲ့ငယ်ဘဝအမှတ်တရစင်းထဲမှာကိုမမောပါနေပြီထင်တယ် ကေဒီထနာမှားပါမမဘွားမှာမေးဖြောက်လို့မရတဲ့သူစင်းနေမှာမမကထိတ်ဆုံးပါ စိတ်ဝင်စားမှုရကောင်းတယ်ထင်တယ်နော် လူဘွားအိမ်မှာဖြစ်လိဖြစ်တာရှိတဲ့ဖြစ်ရတဲ့ခုပါပဲအတိကတော့လွှမ်းမတူတာပဲဒီငယ်တော့ နေစမ်းမအောင်တကယ်ဟာနေတော့လည်းတစ်ခုမှမဟုတ်ဘူးတော်လေးပြောတာပေါ့ဟာလူထဲမှာကောက်ခွင်ရတော့ကိုရှိပါလေဟာ မတူဘူးမောင်ရဲ့အခုဟာနေကြတဲ့ဘွားကိုထပ်ပြီးစွန့်ပဲခံတာမမောင်နဲ့သစင်နဲ့ရင်းနေနေတာမမောင်တော်ကမလိုလားလို့သစင်ကိုလောက်ထုတ်ပလိုက်တာပါ လို့တော့ဘာဖြစ်လဲအလုပ်တွေအများကြီးရှိတာပဲဟာထမင်းငတ်ပြီးတည်တယ်မသားလို့မရှိဘူးနေတော့ငါလောက်ရှာပြီ တော်ပါတော့မောင်ရဲ့ပြဿနာကြီးတော့ထပ်မလောက်ပါနဲ့တော့အခုနေမှာမမောင်ရဲ့တော်လေးကသစင်ဘလို့ပြောဆိုမောင်းထွက်လာလဲမောင်ရင်နဲ့အတိုင်းပဲသစင်ကတကောင်ချက်တမျက်နှာပါသစင်ဘွားသစင်ရှိပါလေ ဘာလဲစေနေကငါနဲ့ကင်းကင်းနေလို့စဉ်းစားတာလားရတယ်လေငါတော်လေးကိုတော့စန့်ကျင်ပြီးနေကငါကိုကြီးကိုစဉ်းစားတာနော် မမောင်ရဲ့တော်လေးကသစင်ကပဲမမောင်ရဲ့စီစဉ်ဥစ္စာတွေမဲမောင်တော့မမောင်ကိုတွက်ကတ်နေလို့ပြောခံတယ် ကြက်သားတာလွဲတဲ့သစင်နေနဲ့ငါကြာတကယ်ရိတ်တိုက်တာတွေကိုထက်မတွက်တော့ဘူးလား ထက်တွက်လို့ခုလိုပြောနေတာပေါ့သစင်မမောင်ပေါ်မှာတငယ်ချင်းထက်ကိုပို့ပြီးတန်လို့စစ်တွင်အဲ့ဒါအောင်နားလေ နားမလဲဘူးလားနေတော့ငါစေတနာကိုနားမလဲသေးတာပဲနေပြောတော့လည်းငါနားမလဲနိုင်ဘူး Come on. စီဝါရှာရီသစင်ချမ်းသာအောင်စူးစမ်းပြအဲ့ချိန်ကျမှမောင်နဲ့မမောက်အတော်စီကိုအရောက်လာပြီလူအပ်တိုင်းဆက်ကြောင်း ပြောမလဲတော့လေလှုပ်တိုင်းတာဖြစ်မယ်ဆိုလို့ရှိရင်ဆေးလို့ဆိုတော့ကြောက်မှတော့ရှိမှာမဟုတ်တော့ဘူးနေတယ်ဟုတ်တယ်ခဏအိမ်မလားပြစ်လိုက်တော့ မမဒါဆိုလို့ရှိရင်ကိုမမောရဲ့စက်တန်ရသူ့ရဲ့မူပိုင်ပေါ့ဟယ်လိုမင်းရှိပါရှင်အေဂရီတင်းထုတ်ကုန်လို့မရမှာအော်ဟုတ်ကဲ့ရပါတယ်အသေးစိတ်ကတော့မမနဲ့ဆွေးနွေးလိုက်ပါနော်ခဏလေးနော်ဘုန်းနဲ့တိတယောက်ကတဲ့လုပ်ငန်းကိစ္စဆွေးနွေးချင် Hello ဟုတ်ပါတယ်ကျမနဲ့တဲ့ AK ပါရှင်အော်ဟုတ်ပါတယ်ကျမရှင်းလို့လိုချင်တဲ့အနီရောအစင်ရတကယ် quality ကောင်းလို့ကျမကင်ထားတာပါဟုတ်ကဲ့ပါကျမငွေသားရွေးလက်ခံပါနော်အလဲထက်တော့လုံးဝစိတ်ဝင်စားအောင်ဟုတ်ပြီကောင်းပြီစုံရတာပေါ့နော်ရှင်တို့ဂရီစကားတစ်ခုရဲ့တန်ဖိုးကိုသိပါတယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပဲကတိဝက်လက်တစ်ကတော့မလုံးနေပေးနေတယ်သူစကားတစ်ခုတော့အစာမချင်းအပိုးလူတွေခေါ်မလာပါနဲ့ဘယ်လိုလဲ
ဘလို့ကြီးလေမင်းတို့တထေးပါကျေးဇူးတွေစကားပြောချင်တယ်ဆိုတာဒီပုံစံလား ဒေါသကိုရှော့ပါမမောင်ရဲ့သစင်ကသွေးပွေုံကြီးလိုက်တာမမောင်ရဲ့ငယ်မှုငယ်သေးလေးကိုပြန်ပြီးတော့မြင်ချင်လို့ ဒီမှာမေမင်းပြောတယ်နန်းထိုက်အကီဆိုတာက ဟုတ်တယ်ကောင်မမမလည်း ဒဇင်ဒီငါနားလေအောင်တော့ရှင်းပြတဲ့ပြီတယ် တခါကြီးကပုံမှန်လေးပတ်မလာဒီတရဲ့အချိန်ကဒီကြာပါပြောင်းလဲဆိုတော့ရှိပါဘူးမောင်မမောင်ဘာဖြစ်လမ်းပေါ်လူပြောက်ဖြစ် ဒါရိုးရိုးလေးပါဒါတော့လေအိမ်အောင်ကြတယ်သူ့ယောက်ျားတောင်ဝင်ကြတဲ့နိုင်ငံကြောက်သူလိုက်သွားတယ်အဲ့တော့အိုဝမ်းကိုကြောင်းနေတာဒီပေါင်းနင်းရောဘာလို့နန်းတဲ့အကီဖြစ်သွားတာ ခင်းနဲ့လိုက်ရုံးခွေအောင်လို့ပေါ့ဒါနဲ့သစင်ကအရင်တော့ဆင်းရတူပါလိမ့်ပေါ့တော့ ငါကြားပါတယ်ကုန်းတဲ့ boss ကြောင့်လည်းလက်ထက်လိုက်ပြီလို့ဒီတော့ငါနေ့ကိုအရင်လိုပဲသစင်းလို့ခေါ်ရမှာလားနန်းထိုက်အကီလို့ပြောပြီးခေါ်ပေးရပါ မမောက်တော့ကသစင်ကစင်းတော့အဆိုးမှလည်းဖြစ်တယ် ဟုတ်ဆိုးမှာအဲ့တော့ငါမကြားမိဘူးအေးလေကိုလည်းကိုလုံးနဲ့ကိုဆိုတော့ကိုနဲ့မဆိုင်တာတွေလေ့လာမိလို့ဖြစ်သွားတယ်မစိတ်မကောင်းပါဘူး ဟုတ်ပါရဲ့ကြားခဲ့ပြီမမောက်လာတွေ့တာကကိုလကာကိုကြီးခဲ့တာကိုသူတင်တယ်လို့ပြောရင်းနဲ့ကိုတောင်းတယ် အဲ့ဒါမလိုပါဘူးဟာနေ့သူမပြောဘူးလား ပြောပါလေကတိသူလည်းမှတ်ထားနော်သူကသစင်ရဲ့ယုံကြည်ရဆုံးအပြီးကြီးပါလေ အဲ့ငါစိတ်ဝင်စားတယ်နေအကူကြီးတောင်းမယ်ဆိုကိစ္စကိုပြော ကျန်တယ်နော်ကတိတို့ကဘာပြောအောင်နေလဲချို့ရဒီနေ့နားလို့ ဒီမောကလေအရင်တော့ပုံစံအတိုင်းမျိုးဘာလို့ပြောင်းလဲမောင်အကူတောင်းမယ်ဆိုတာသစင်ကအခုပြည့်စုံနေတော့မလိုတဲ့လူတွေကအန်ရပြုတ်ချင်ကြတယ်အမမောကသစင်ကိုပူရင်ဆော့ရှော့နေတယ် နေပြောတဲ့ကိစ္စငါတို့အပန်းမကြည့်ပါဘူးလောတယ်ငါမအားသေးဘူးလက်ခံလိုက်လို့အများကြီးရှိနေသေးတယ် သစင်နားလဲပါလေသစင်အခက်ခဲကိုမမောင်ပြောပြထားတာပါမမောင်တဲ့အကျိုးမျိုးစီအောင်နော် ငါလိုကိစ္စတွေပြီးတဲ့ချိန်ကျရင်ညငါဆက်သွားလိုက်မယ် ပိုင်ဖို့ရချင်းကန်နေတာခုတော့ပဲလေကွာအားတော့ရှားရဲ့အနေပေးတွေစိတ်ကူးရှင်တာခုတော့မိုက်မဲ့လက်ကားပြစ်ကို စီးပွားရေးလုပ်တော့ညက်တဲ့ကကြီးရှုံးတဲ့ကလည်းရှိစိတ်တော့မကြဘူးငွေနဲ့လိုက်လိုက် အဲ့ဒါကိုစိတ်မကောင်းပါဘူးဒေတာစီစဉ်ထားပါတော့ဒီတစ်ခေါက်ကြောက်ပါပဲဈေးရတယ်ရအောင်ဘူးလား ဟုတ်နန်းထိုက်အကီလက်ချက်လို့ထင်ငါတို့ဈေးကွက်ကြီးကိုတော့ချုပ်ကြိုက်တယ် ဖြစ်နိုင်တယ်တိုင်မုံကိစ္စငါတို့လက်ချက်ဆိုတာရှင်းပြီဆိုတော့ငါတို့နလမထူနာလှုပ်လိုက်တာဖြစ်တယ် ဟုတ်တယ်ယူချင်းရှင်ထိုးတာတဲ့ထိရောက်တဲ့တုံးပါချင်းမထောင်း သူ့ဘက်ကပညာသုံးလာပြီဆိုတော့ငါတို့ဘက်ကလည်းဖြူဟာပြောင်းလို့တင့်နေချင် ဟုတ်တယ်သူ့ကိုနိုင်ယူဖို့အတွက်သူမထင်ထားတဲ့နီလန်းတွေတုံးပါတယ် လူဆိုတာတစ်ချိန်မို့တစ်ချိန်ဒီလက်လို့ဖြစ်တတ်တယ်အဲ့ဒါကိုဖွင့်သွားပြီးတတ်ဖို့လို့မင်းတို့ဘယ်လိုပြောရလဲ ဟုတ်မင်းပြောတာငါလက်တယ်စောင့်နိုင်ရင်အကျိုးရှိအောင့်နိုင်ရင်တခိုးမီငါတို့နှိတ်ကွတဲ့စီဝိုင်းတခိုးအနိုင်ယူဖို့အတွက်ငါတို့ကစိတ်ရှိရမှာပေါ့ကွာဟေးဟေးဘီကြောက်ရလားကြောက်နေကြတယ် အခုမှစားမလဲမှာလေ ဟုတ်တယ်ခေဒီရဲ့ကိုကြီးမြတ်ဧကန်ပါခေဒီကဘာထက်မှာမှားနေအခုအားလုံးတောင်းနေ ရပါတယ်ကျေးဇူးတင်ပါတယ်အားလုံးပြည့်စုံကြ
郭敬明，ရှင်ပြန်တော့ ဗျာ ရှင်ပြန်တော့လို့ပြောနေတာ ဘာဖြစ်လို့လဲကိဒီ ရှင်ပြန်တော့လို့ပြောနေရလေရှင်မပြန်ဘူးလားရှင်မပြန်ရင်ကျမပြန်မှာနော် ကိဒီ ကိုမမောင်တော့မြန်နေနိုင်လိုက်တာညင်နာတော့ပေါ့ မြင်လာတဲ့တမ်းပြီးခေါ်အောင်မင်းနဲ့ကိုယ်နဲ့ဘာမှပတ်သက်မှုရှိလို့လဲ ဟုတ်ပတ်သက်မှုတော့မရှိဘူးပေါ့ဒါပေမဲ့ကျမကဘုံလုံးတောက်ရှက်နေတာတွေ့တယ်ပေါ့ဒီနေ့ပါတော့ကိုနေတက်တာပေါ့ တွေ့တဲ့ကိုကြီးအောင်ကိုကလူသားကောင်းမဟုတ်ဘူးလို့ပြီးတော့မင်းတို့ညကဘာမှပတ်သက်ဆက်နေတယ်မဟုတ်ဘူးသိလားကိုကကြားဝင်ကူလိုက်လို့လွဲသွားရင်ကိုကြီးဖြစ်မှာဟော ရှင်စကားပြောလို့ကြည့်ပြပါကျမရှုပ်ပွေမင်းစားတယ်မဟုတ်ဘူးဟွန်းမမမျက်နှာကြောင့်ရှင်ကိုတီးခံနေရသိရလား ဒီမခံလည်းရတယ်လေကိုကဘယ်မှနဲ့ပတ်သက်ဖို့အတွက်ကိုစဉ်းစားနေလို့မရှိဘူး ရှင်တော့ရှင်စကားပြောဒုက္ခနိုင်တယ်တခါလေလည်းပြပြလေပြောဖို့စဉ်းစားပါ ဘာလဲမင်းကငါနဲ့ပြည်လေချင်တယ်ဗောဒါမစဉ်းစားနိုင်သေးဘူးတော့ ရှင်လည်းပြောစဉ်းစားခိုင်းလို့လေဝေးသေးတယ်ရစကားဖြစ်သွားတာရှင် စကားတွေအများကြီးပြောရင်ဇာတိကြီးပြတ်ရတယ်နော် တော်ပြီရှင်တို့လူကတည်းကစကားဆက်မပြောတော့ပြန်တော့မယ် တစင်ရဲ့မင်းနဲ့ငါကြပါဒါပေမဲ့မလိုအပ်ပါဘူး မောင်ငါရှိကမှတာမန်ချေချင်လို့ပါလေဖြစ်နေမယ်ဆိုရင်ငါကလေ5 star အဆင့်ရှိတဲ့ဟိုတယ်မှာတက်ကျွေးစင်မယ်နေလည်းမခံမှန်းသူဒီဇိုင်းလေးမှာပဲရှာကျွေးရတယ် ချင်းသားတွေဝေလာဆောင်တွေဝေကိုကွက်တွေဝေတန်တွေဝေကြီးတွေဝေကိုလေဒီတိုင်းလမ်းလျှောက်နေမယ်ဆိုတော့လမ်းပေါ်မှာတွေ့တဲ့မိုက်တွေရှင်းသွားပါလား အမိုက်တွေကများလို့ဘယ်ရဆရှင်းရမှာတော့မသိဘူးညာ ဒါများခေါင်းချုပ်ကံလို့ကိုလေမိုက်တွေအများကြီးစုနေတဲ့နေရာနေစရှင်းမောဗျလူမြင်မခံမဲအမိုက်တွေစုနေတဲ့နေရာလေ ကျောင်းလည်းကျောင်းရုံတို့ရှင်းနေပါလေဗျမကြခင်တော့ရှင်းသွားမှာပါ မထင်တဲ့ကိုလေအမိုက်ပြည့်တဲ့လူတွေပိုးများလာပြောင်းလဲလေးလှုပ်ဆံပါအခွင့်ရေးပေးတော့အရယူလာတယ်ဆံပါ အမိုက်ကြီးကများတယ်ဗျကျောင်းတို့လည်းမသိနိုင်ဘူး အဲ့တော့မပူပါနဲ့ကိုလေအမိုက်သိမ့်မဲ့လူတွေအနားမှာဆင်းသိရှိပါတယ်ကိုလေးကအမိုက်တွေစုထားလိုက် အခုငါတွေ့ရတဲ့အမိုက်ကအမိုက်တွေများတယ်အဲ့ထဲမှာဟိုးတော့အမိုက်ဟောင်းနေလည်းရှိတယ် ဟာအဲ့ဒါကောင်းတော့ဗောဗျအားလုံးရှင်းသွားတာဗောကိုလေးကအဆင်ပြေတယ်လို့လှုပ်ထားလိုက်ဆံပါ အချိန်တော့ယူရလိမ့်မယ်နော် ရပါတယ်ဗျာအမိုက်တွေရှင်းသွားဖို့အဓိကပဲကျွန်တော်လုပ်လေးဆက်လုပ်လိုက်တန်နေဝဲနေကြီးနေဝဲနေ ဖေဖေပေးတဲ့တက်တက်ပြန်လုံနော်မမောင်ကလေအရင်အသက်ဖြစ်ကြိုက်တာ ဟုတ်ကဲ့ပါမမရေစိတ်ချကေတီကိုယ်တိုင်လုပ်နေတာမမကိုမမောင်ရန်ကြီးစိတ်တာပဲနော် တန်ရောစင်မောငငယ်လေးတွေကကွဲသွားအခုမှပြန်တွေ့ရတာကျူးဆန်လို့ပေါ့ ဟောမ ဟင် အဲ့ဒါပြန်ရောင်းနေတယ် အာအေးလာမယ်ဖေဖေပြည့်ဆိုရင်လာပြီလာလာလာ မမဟဲ့နင်တို့အဲ့ဒါဘယ်လိုအခမ်းတာလဲအခမ်းတော့ခေါ်ပါလို့မတက်ကြည့်ပါဘူး ကျိုးဝန်းတင်းတဲ့သစင်အခါရှိပါလေ ဟင်ရှင်းဘူးဖြစ်ဒီမှာမမကိုလည်းစင်ကြတယ်ဖောင်းနေတကကြည့်တယ်တော့ကောင်းပါ မင်းလည်းဆရာမလုပ်ပါနဲ့ ဟိုတော့ကြပါတော့ကိုအချင်းချင်းဖြစ်နေကြပြီလေဘွေမကြပါနဲ့နော်လာမောလာထဲလားဟဲ့ဘာလို့ကြလဲတက်တာဝိုင်းတဲ့ပေးလေနင်တို့ကလည်းခိုင်းလာလို့တယ်နော်လာမောလာ ဟာတိကျအောင်လို့ပေါ်လာကိုတက်လာ
မမောင်ရဲ့အခါခေါ်ရမှာဖြစ်စင်ထားတယ်ရရှိပြန်လား တကယ်နေငါ့ကိုရန်ယူမဆိုင်နဲ့ငါအလုပ်ကနင့်ကိုဆောင်းရှောက်အောင်ပြောင်းပြန်ဖြစ်နေဦး အပြန်လာမမောင်ရဲ့အေးရဖွဲ့သားတွေမှားလာတယ်မမောင်ရိုးသေးဆက်ဆံမယ်လို့ ငါ့ကိုယူသည်ဆက်ဆံအောင်ငါဖုန်းကြီးမှမဟုတ်လားကြောက်ကြောက်နားလည်းမရှင်ပြီးကြပဲ ရှင်ရလေမမသဘောကိုပြောတာညနေကခဏပဲလိုက်တိုက်နေတာလေ မင်းလည်းနေရာမပါနဲ့လေ ကဲတော်ကြပါတော့ခေတီကိုမမှားတာလေမမောင်စိတ်နှောက်ချက်ဖြစ်အောင်လုပ်မယ်လို့ ဟုတ်ကဲ့မကေဗီမားတာပါတယ် မဆိုးကို့အမောင်ချက်ချင်းဝင်ခတ်တယ် ကဲမောင်တနာတော့နော်ခေတီမောင်ခန့်လိုက်ပြလိုက်အာရမောင်ပဲလိုက်ပြရမယ်မောင်လား လှပတဲ့မနက်ခင်းတိုင်းမှာကျမရဲ့ခြေလမ်းတွေကယုံကြည်မှုအပြည့်ရှိစေတယ်။တဘာဝတရားကတင့်အတွက်လက်ဆောင်တွေအများကြီးဖန်တီးပေးထားပါတယ်။ဂျပန်နည်းပညာနဲ့ထုတ်လုပ်ထားပြီးတဘာဝဆေးဘက်ဝင်ပစ္စည်းတွေနဲ့ပေါင်းစပ်ထားတယ်။ဝါမီသွေးစက်ပြာလေးပဲပေါ့။အစိတ်အထောက်တွေကင်းစင်ပြီးအသားရည်ကိုကြည်လင်လှပစေတဲ့အတွက်သူ့ကိုကျမအမြဲတမ်းသုံးဖြစ်တယ်လေလှပခြင်းကိုတဘာဝတရားစီကနေတိုက်ရိုက်ယူဆောင်ပေးမယ် Haben Black Fisher Soap